ဒီနေ့ဒီမှာနောက်ထပ်တစ်စုဒီနေ့9ရက်နေ့6လပိုင်း9ရက်နေ့ဒါနောက်ထပ်တစ်စုပါလို့ဝါဆိုလာပြည့်နေ့မှာကိုယ့်ရန်ဖရားတွေကိုဒီလိုကြီးအောင်ဝင်းတောက်လေးတွေနဲ့ပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်ဗဒကဘာသင်္ကန်းတိုင်းမှာအရောက်အနှံ့နိုင်တယ်နော်ဒီနေ့ရဲ့ကြိုးစားမှုလေးပါလို့နော်ဥကောင်းတော်ကတော့ဟိုတစ်ခါပြောတဲ့အတိုင်းပဲဒါနော်ရောင်ကြီးတော့မဖွင့်ရသေးဘူးကျန်တဲ့အစိပ်ပိုင်းတွေအကုန်လုံးကတော့တော့ဖွင့်ပြီးသွားပြီနော်ရှေ့နောက်ကြီးပြားတွေရွှေချခြင်းနဲ့ရွှေနဲ့ပူဇော်ခြင်းနဲ့ဒါမှမဟုတ်ကြီးအယောင်တိုင်းပဲပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်နော်အဆင်ပြေသလိုရွှေသင်္ကန်းကတ်ခြင်းနဲ့ဆိုတော့ရွှေသင်္ကန်းကတ်ရပါတယ်နော်အစ်စ်လည်းရွှေအစ်စ်လည်းရှိမယ် easy go လည်းရှိမယ်ရိုးရိုး disco ရွှေဂျပန်ရွှေလည်းရှိမယ်နော်ကြားတဲ့ရွှေပူဇော်လို့ရတယ်ဒါကတော့ရိုးရိုးကြီးသူ့ရဲ့ငကိုကြီးအယောင်တိုင်းပဲပူဇော်တာပေါ့နော်ဒါရောင်တော့ပြန်ဖွင့်ပေးတာကိုယ့်ရင်ကဖရားတွေကိုဝါဆိုလာပြည့်နေ့မှာဒီဝင်းပြောင်လေးနဲ့ပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဗဒကဘာသင်္ကန်းတက်မှာလာရောက်အနှံ့နိုင်ပါတယ်နော်ဟုတ်နဲ့ဘယ်နဲ့မေးခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲ39 4နှစ်80 10 646 39 4နှစ်80 10 646တို့ဆက်သွယ်ပြီးတော့လည်းမေးမြန်းနိုင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်